ကဲဆရာတို့နောက်တစ်ပုဒ်ကိုဆက်ပြီးလေ့လာကြည့်အောင်နော်နောက်တစ်ပုဒ်ဘယ်လိုလုပ်မေးရင်ဆရာတို့ဒီမှာ f function ပေးထားတယ်နောက်တစ်ခုက g function ပေးထားတယ်နော်သူတို့နှစ်ခုပေးထားတယ် f function ကိုဘယ်လိုပြလို့မေးရင် f of x ဒီ ax plus b လို့ပေးထားတယ်အဲ့မှာ a နဲ့ b ဒီ constant ဆိုတာကိန်းတည်နော်ကိန်းတည်ဆိုတာဆရာတို့ကိန်းနဲ့တစ်ခုအသေးတစ်ခုရှိနေရပါဘော3ဆို3 4ဆို4စသဖြင့်နော်အဲ့လိုမျိုးကိန်းနဲ့တစ်ခုရှိနေအောင်ကိန်းတည်လို့ခေါ်တယ်ဆရာတို့နောက်တစ်ခုပေးထားတာက g of x တစ်ခုပေးထားတယ်ဟုတ်ပြီနော်နောက် function တစ်ခုပေးထားတယ်ပေါ့နော် f function နဲ့ g function ပေးထားတယ်အဲ့လို f function နဲ့ပြင်ပြရတဲ့ခါမှာဒီဆရာတို့ဒီပေးထားတဲ့ဟာကိုကြည့်တဲ့ခါမှာ a နဲ့ b နဲ့နှစ်ခုပါတယ်သလား a နဲ့ b နဲ့ဆိုပါတယ်မသိကိနှလုံးပေါ့နော်အဲ့တော့မသိကိနှလုံးဆိုတော့ဆရာတို့ကမသိကိနှလုံးရှာဖို့ဆိုရင်သူဒီသင်္ချာတဘောတရားဆို equation တစ်ကြောင်းပေးရမယ်အဲ့တော့ equation တစ်ကြောင်းအနေနဲ့နော်ဒီ equation ကြောင်းဖြစ်ပေါ်လာတဲ့ပေးထားချက်တစ်ခုပေးထားတယ်နောက်ပေးထားချက်နှစ်ခုပေးထားတယ်ဟုတ်ပြီနော်ပေးထားချက်နှစ်ခုပေးထားတယ်အဲ့ပေးထားချက်နှစ်ခုပေးပြီးတော့မှဆရာတို့တော့ဗာရှာခိုင်းလို့မေးရင်ဆရာတို့ကရှာခိုင်းတာက f cycle 0.3ကိုရှာခိုင်းတယ်ကဲဟုတ်ပြီနော်ကဲအရင်တော့ဆရာတို့ပုံစံတွေစတွက်ကြည့်ရအောင်ပုံစံတွက်တဲ့ခါမှာအရင်ဆုံးပြုပေးထားတဲ့ f of x ကိုခြာရေးလိုက်ပါနော်ပြီးလို့ရှိရင်နောက်တစ်ခုက g of x နော် g of x ကိုဆရာတို့ခြာရေးလိုက်ပါရေးလိုက်ပြီနော်ကဲရေးလိုက်လို့ရှိရင်ဆရာတို့ပြီးတော့နောက်မေးခွန်းနော်ဆရာတို့ဒီမေးခွန်းမှာကြည့်လို့ရှိရင်ဆရာတို့ကပေးထားချက်1ကိုစလုပ်ကြည့်အောင်နော်ကဲပေးထားချက်1မှာဆရာတို့ပေးထားချက်1ကိုရင်ချရေးလိုက်နော်ပေးထားချက်ရင်1စရေးလိုက်ပြီးရေးပြီးတော့ရှိရင်ဆရာတို့ f ကိုပြင်ထုတ်မယ်နော်ဆရာတို့ဒီမှာ f ကိုပြင်ထုတ်ဟုတ်ပြီနော် f ကိုတင်ပြနော် f ကိုပြင်ထုတ်ပြီးတော့ဆရာနည်းနည်းနော်ဂုဏ်ရှိတော့ဆရာအယောင်ပြောင်းပေးလိုက်ပါဦးမယ်ဟုတ်ပြီနော်ဆရာတို့ဒီမှာသူအယောင်တိုင်းနော်သူအယောင်တိုင်းဆရာတို့ရှိသွားလိုက်နော်ဒီမှာဆရာတို့နော်လေမောင်ရောင်ခွင်းလေးကိုဆရာတို့ကဒီမှာ GOA ကိုတော့ခွင်းခတ်လိုက်ဟုတ်ပြီနော်ဒါဆို F ကိုပြင် F ကပြင်ရောက်သွားပြီဟုတ်ပြီနော် F ကပြင်ရောက်သွားပြီဒါဆိုပြီးလို့ရှိရင်ဆရာတို့ကဒီအနောက်ကခွင်းခတ်ထားတဲ့1ကဘာနဲ့တော့တွေ့သွားလဲ G နဲ့တော့တွေ့သွားတယ်နော် G နဲ့တော့တွေ့သွားတယ်ဒါဆို G of 1ဆိုရင်ဆရာတို့ဒီမှာ G of 1ဖြစ်ရင်နောက်ကဘာဖြစ်မလဲ1 + 7ထည့်အောင်ပေါ့နော်အဲ့တော့ဆရာတို့1 + 7ထည့်လိုက်တယ် G of 1မှာဘာထည့်မလဲ1 + 7ဟုတ်ပြီနော်ကဲပြီးအောက်ကြောင်းကြည့်ရအောင်အဲ့တော့1 + 7ဆိုရင်တည့်ရဲ့ခွင်ပေါင်းပလိုက်ရလဲ8ရတယ်ပေါ့နော်ဒီမှာ8ရပါပြီ8ဒါဆို8ရပြီဆိုခဲ့ရင်အဲ့8တန်ဖိုးကိုဆရာတို့ကနော်ဒီ8ရလာတဲ့8ကိုစက်တင်ဘာတွင်းရပါလေဒီမှာ8ထည့်ရင်ဒီမှာလဲ8ဒါဆို8နဲ့ a နဲ့မြောက်တော့ပါရလဲ 8a + b ရမှာပေါ့နော် 8a + b ရပဲဒါကြောင့်မလို့အောက်မှာဆရာတို့ကရေးမယ် a + b ရေးမယ်เนาะဒီ7ကတော့7နဲ့ပြန်ရေးတယ်ဒါတို့ဒီမှာဆိုရင် equation တစ်ကြောင်းထွက်လာပြီ equation တစ်ကြောင်းလေးလာတဲ့အခါမှာဆရာတို့က a ရဲ့ b ရဲ့ပါတဲ့ equation 1တစ်ကြောင်းထွက်လာပြီเนาะအဲ့ဒါပေးထားချက်1ကနေစကဲပေးထားချက်2ကိုပြန်ကြည့်ရအောင်မိကုလေးချက်ပြန်ကြည့်မယ်မိကုမှာကဆရာတို့ဒီပေးထားချက်2ကိုကြည့်တဲ့အခါမှာပေးထားချက်2နောက်တစ်ခုကဆရာတို့ဗာပေးထားလဲ g f cycle g of 2 ဒီ15ပေးထားတယ်เนาะအဲ့ဒါလေးကိုဆရာတို့ပြန်ရေးမယ်ကဲဆရာတို့ပြန်ရေးပွားပြီဆိုခဲ့ရင်ဆရာတို့ဒီမှာဟုတ်ပြီเนาะပြန်ရေးပွားပြီဆိုခဲ့ရင်နောက်ဆိုတော့ပေးထားချက်တွေကိုပြန်ရေးပွားပြီဆိုခဲ့ရင်ဆရာတို့ဆောလိုက်မယ် f ကိုပြင်ထုတ်မယ်ဟုတ်ပြီเนาะဆရာတို့ဒီမှာအယောင်ပြောင်းတော့လဲဆရာတို့လုတ်တက်ပြီလို့ရှင်းပါတယ်เนาะဒါဆို g of 2ကိုကြည့်အောင် g of 2ကိုဆရာတို့ဒီမှာပြန်ရေးအဟုတ်ပေါ်ပြန်ကြည့်အောင်ကြောက်မလို့သူ့ရဲ့ definition လေးကိုဆရာပြန်ရေးလိုက်တယ်เนาะသူရဲ့formula လေးပေါ့เนาะအဲ့တော့ f of 2ဆိုရင်ဆရာတို့မှာဒီ g of 2ထည့်တော့2 + 7တွေ့လားเนาะဆိုတော့ဒီနောက်ပါပေါ့เนาะ2 8နဲ့2ထည့်တော့2 + 7ဖြစ်သွားတယ်ဒါဆို2 + 7ဆိုပြလိုက်ရလဲ9ရတယ်ဒါဆို f of 9ရပါပြီเนาะဒီညာဘက်ချမ်းကတော့ဆရာတို့က15တိုင်းပဲဆင်းလာတယ်လေဟုတ်ပြီเนาะအဲ့တော့ဆရာတို့ဒီမှာစက်ကြည့်မယ် f of 9ဆိုတော့ဆရာတို့ဒီမှာဘာဖြစ်လဲ9ဖြစ်သွားတယ်ဒါကြောင့်ဒီမှာလဲ9ထည့်မယ်ဒါဆိုရရဘာရမလဲ 9a + b ရတယ်เนาะ 9a + b ဒီဟုတ်ပြီเนาะ15နဲ့ညီရဆိုတော့နောက် equation နှစ်ကြောင်းထွက်လာเนาะ equation 2ထွက်လာပြီဒါဆို equation 1နဲ့ equation 2ကိုဘာလို့မလုပ်မင်းဆရာတို့ကเนาะနှုတ်ရမယ်ပေါင်းလိုက်ရင်ရတယ်ဆရာတို့ဘာจะပေါင်းလိုက်ရဆိုရင်ဆရာတို့ equation နှစ်ကြောင်းမှာဘာထူးခြားနေလို့မေးရင်ဆရာတို့ equation 1เนาะဆရာတို့မှာအပေါ်ပြန်ကြည့်တော့เนาะ equation 1ပြန်ရေးထားရှိရယ် equation 1နဲ့ equation 2မှာဆရာတို့ b တန်ဖိုးတွေမှာလက္ခဏာ2နေဆရာတို့နှုတ်ရမယ်ဒါကြောင့်မလို့ equation 1နဲ့ equation 2ဆရာတို့နှုတ်မယ်ဟုတ်ပြီเนาะ equation 1နဲ့ equation 2နဲ့ equation နှုတ်မယ်နှုတ်လို့ရှိရင်ဆရာတို့က b နဲ့ b နဲ့ကြည့်ပါမယ်ဟုတ်ပြီเนาะအဲ့တော့ဆရာတို့ b နဲ့ b နဲ့ကြည့်သွားရင်ဘာရမလဲเนาะ 9a ဒီ
ထဲကနေ AA ကိုနှုတ်ရင်ဆရာတို့ဘာရလဲရိုးတအိပဲရမယ်တစ်ချက်เนาะပြီးတော့ရှိရင်ဆရာတို့15ရက်နဲ့9ကိုနှုတ်အောင်ပါเนาะနှုတ်တဲ့ခါကျတော့ဆရာတို့က8ရတယ်ဟုတ်ပြီเนาะနံပါတ်8ရတယ်အဲ့တော့ဆရာတို့ဆောင်းဝမ်းမဆိုရင်တော့ဆရာတို့ခဲတဲ့နေနဲ့ရေးပြလိုက်ပေါ့ခဲတဲ့နေဘယ်လိုရေးရအောင်ဆိုရင်အောက်ကအနှုတ်လေးလက္ခဏာပြောင်းလိုက်เนาะအောက်ကခဲတဲ့နေအနှုတ်အဲ့လိုပုံစံမျိုးလေးเนาะခဲတဲ့ရေးပြီးလိုက်ဒါဆိုဆရာတို့ဗာလဲဘကူကရောက်ရဆိုရင် A တန်ဖို့ရပါတယ်ဟုတ်နော် A တန်ဖို့ရသွားပြီဆိုရင်ရတဲ့ A တန်ဖို့ substitute စတွဲမယ် A တန်ဖို့ 8 ကို equation ဆိုတော့1မှာပဲတွန်းလိုက်တော့နော်1ပို့လွှဲလို့ကဲ1မှာတွန်းလိုက်1မှာတွန်းတဲ့အခါမှာဆိုတော့ဒီ8နေ A နေရာမှာ8ထည့်မှာပေါ့နော် A နေရာ8ထည့်မယ်ဆိုဒီမှာ8နဲ့8ထည့်သလားနော်8ထည့်တယ်ပြီးရ plus ဒီကနောက်ကတန်းပြန်ရေးတယ်ဒါဆိုဆက်တွက်မယ်ဆိုရင်လွယ်သွားပါပြီဆိုတော့88လီ64ဟုတ်ပြီနော်88လီက64ရလေ88လီက64အဲ64ကညောင်ချမ်းတော့လို့ရှိရင်အနှုတ်64နဲ့9တွက်လို့ရှိရင်ဘယ်လောက်ရလဲအနှုတ်50ခွန်ဒါဆို A လဲရပြီ B လဲရသွားပြီเนาะ A လဲရ B လဲရပြီဆိုရင်မြေကုန်းလေးပြန်ကြည့်ရအောင်ဆိုတော့မြေကုန်းလေးမှာဆိုတော့ဒီမှာရှာခိုင်းတာက F cycle 03ကိုရှာခိုင်းတယ်เนาะ F cycle 03ကိုရှာခိုင်းတယ်ဒါကြောင့်မလို့ F cycle 03ကိုမရှာခင်ဆိုတော့ဘာလို့လုပ်မရင်ပေးထားတဲ့ဒီ F4A ဆိုတဲ့အထဲမှာဆိုတော့AX A နေရာမှာ A တန်ဖို့ B နေရာ B တန်ဖို့ပြန်စသွင်းပြီးတော့မှဒီလောက်ရှာမယ်เนาะအဲ့တော့ရင်းဆိုဘာလုပ်မလဲ F4A ဆိုတဲ့ပေးထားတဲ့ formula ကြီးမှာ A တန်ဖို့နဲ့ B တန်ဖို့ရင်းစသွင်းမယ်အဲ့တော့ဆရာတို့ဒီမှာသူ့ရဲ့ပေးထားတဲ့ formula ကိုဆရာတို့ပြန်ရေးလိုက်တယ်เนาะပြန်ရေးပြီးတော့ဆရာတို့ဒီမှာ A နေရာမှာဆိုတော့ဘယ်လောက်ရလဲ8ရထားတယ် B နေရာမှာ -5 ဆိုစသွင်းလိုက်တယ်ဟုတ်ပြီเนาะအဲ့ဒီချက်ပြီးလို့ရှိရင်ဆရာတို့ဒီမှာပေးထားတာက F cycle 03ကိုမေးတာလေမိတဲ့ကြောင့်မလို့ဆရာတို့ကအဲ့ဒါကိုတော်မယ်တွက်တဲ့ခါကျလို့ရှိရင် F ကိုပြင်ထုတ်မယ်เนาะထုတ်တိတ်လို့ထင်ပါတယ်เนาะ F ကိုပြင်ထုတ်မယ်ဟုတ်ပြီเนาะပြီးလို့ရှိရင်ဆရာတို့ G03 မှာအစားသွင်းမယ်เนาะ G03 မှာအစားသွင်းမယ်ဆိုခဲ့ရင် G03 ဆိုတော့ဆရာတို့ပုံမှန်ဆရာတို့ဗာရတာလေเนาะ formula လေးပြန်ရေးပြပါဦးမယ်ကဲဆရာတို့အစားသွင်းတဲ့အခါမှာဆိုတော့ဆရာတို့လိုပဲဆရာတို့ G03 ဆိုတော့ဒီညမှာ3ထည့်လိုက်တယ်ဒါဆိုရင်3ရဲ့ဆိုရင်3ရဲ့9ပေါင်းတော့ဘယ်လောက်လဲเนาะ3ရဲ့9ပေါင်းတော့ဘယ်လောက်လဲ10ရဟုတ်ပြီเนาะ10ရပြီပြီးလို့ရှိရင်ဆရာတို့เนาะဒီဘေးနားအယောင်လေးဆရာတို့ရေးပေးကြမလို့เนาะဒီဘေးနားအယောင်လေးရေးပေးကြမလို့ဘူးဟုတ်ပြီเนาะဘေးနားအယောင်လေးရဆရာတို့ရေးပေးကြမလို့ effort 10ကိုအစားသွင်းမယ်ဆိုခဲ့ရင်ဒီမှာ effort 10ဟုတ်ပြီเนาะ effort 10မှာဆိုတော့ဆိုရဆရာတို့ရထားတယ်လေဆရာတို့ A နာ A တန်ဖို့ A ရဆရာတို့သွင်းတာကြောင့်မို့လို့ဟုတ်ပြီเนาะဒီမှာ8ထည့်ထားတယ် B ရဆရာတို့လည်းအနှုတ်50ခွန်ထည့်တာကြောင့်တော့တခါကတန်းရေးထားတယ်เนาะဒီမှာ H ဆရာမှာတန်းဖြစ်သွားတာတခုပဲရှိတယ်ကြည့်အဲ့တော့ဆရာတို့ဆက်တွက်မယ်ဆက်တွက်ခါကြလို့ရှိရင်80လီ80ရည်80ရနေ50ခွန်တော့ဘယ်လိုရလဲ23ရည်ဒါဆိုသူလိုချင်တဲ့နောက်ဆုံးအဖြေဆရာတို့ရသွားပါပြီ